လွမ်းနေတဲ့14နာရီနောက်နေ့ကနာရီချီလွတ်နေပြန်လာမဲ့ရက်ကိုတွေ့ကုန်ဆုံးတဲ့နာရီမပြီးစတဲ့အထီးကျန်ဆန္ဒကိုအကြီးတက်တင်မှာဆိုအထီးမကန်ရွှေပကဆိုတာလက်အပီးတမဝင်တာမျိုးစန်ဒေးတစ်ပတ်အားလည်းရဆိုနေရောက်တာတူတူနိုင်ကောက်ထွက်တဲ့ရန်ပြင်းလို့မိုးတွေချုံညင်းနဲ့တီတီလိုင်းကွန်တန်တဲ့ဝင်လိုက်မျိုးမှမျိုးကုန်ရောက်ရှုံတင်ကားတွေကြိုက်လောက်တဲ့စူပီလက်မပြေးဝက်ထားလဲညူစူပြီးတော့စိတ်ကောက်တိုက်ဂီတာတွေတီးပြမဲ့မင်းလေးနာစကြည့်ရတဲ့တီးရတဲ့ချိန်တွေမှာလဲမင်းတို့ကပြားတွေပြီးထားတဲ့ရှေ့ဆက်ဆိုရှင်ကြီးများဒိုရီမီဖတ်ကြီးများတဲ့ live ဖတ်စုံတန်းစင်လေးတွေမင်းတက်တီကျူတီးထားတဲ့ရင်ကလို့ပုံစံမျိုးနေငါကိုနိုင်ယူအောင်ဝင်မကြတဲ့ချိန်တွေဆိုကလေးတယောက်လို့ဆိုပါအောင်နေမကောင်းတဲ့ချိန်တွေဆိုအော်ချာကမငိုနဲ့အော်ဒီလိုနာကပဲခွာလို့ဝေးပြေးမသွားနဲ့ချစ်စိုးဘယ်နေ့ပဲချိန်ပြန်လာမလဲမေးလေးငါကိုပြောပါတခါတော့ဖုန်းလေးမဆက်တာနဲ့တနေ့ကုန်လွမ်းနေတော့တာရင်ကဆန်းတော့ချက်ပေါက်မှစကားတွေပြောခဲ့တာခုလိုဝေးနေမယ်ဆိုတာကိုလည်းဘယ်တော့မှတွေးခဲ့ဘူးကွာလမ်းနဲ့ချစ်ရင်ငါစီကိုနေပြန်လာခဲ့ပါနင်ရှိတော့ငိုင်းရင်ခွင်လဲ6ကပ်ပြီးပြင်းနေကွာမင်းနဲ့တူချစ်ပင်လက်ထက်လက်ပြစ်ပြီးကူးမယ်ခုချိန်မှာဝေးနေပေမဲ့ပြန်ဆုံးနိုင်အောင်ကြိုးစားမှာစိတ်ကူးရင်ကဘာလေးထက်ဘွားကိုတူတူဖြတ်တမ်းမယ်နှွေထွေးဆုံးထီရင်ခွင်ကိုရသက်ပန်ခိုးလဲကွယ်ပိုးလို့မရှိချင်များစွာမင်းကိုပေးမယ်ယူလဲကွယ်အဲ့ဒါဘူးလဲမေးတော့ဖြေလိုက်မယ်တခုတည်းပဲရင်ကလို့ပုံစံမျိုးနေငါကိုနိုင်ယူအောင်ဝင်မကြတဲ့ချိန်တွေဆိုကလေးတယောက်လို့ဆိုပါအောင်နေမကောင်းတဲ့ချိန်တွေဆိုအော်ချာကမငိုနဲ့အော်ဒီလိုနာကပဲခွာလို့ဝေးပြေးမသွားနဲ့ချစ်စိုးကလို့ပုံစံမျိုးနေငါကိုနိုင်ယူအောင်ဝင်မကြတဲ့ချိန်တွေဆိုကလေးတယောက်လို့ဆိုပါအောင်နေမကောင်းတဲ့ချိန်တွေဆိုအော်ချာကမငိုနဲ့အော်ဒီလိုနာကပဲခွာလို့ဝေးပြေးမသွားနဲ့ချစ်စိုးရင်ကလို့ပုံစံမျိုးနေငါကိုနိုင်ယူအောင်ဝင်မကြတဲ့ချိန်တွေဆိုကလေးတယောက်လို့ဆိုပါအောင်နေမကောင်းတဲ့ချိန်တွေဆိုအော်ချာကမငိုနဲ့အော်ဒီလိုနာကပဲခွာလို့ဝေးပြေးမသွားနဲ့ချစ်စိုး